အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုလိုကေဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုလေးကကြတော့ကျွန်တော်ပြီးခဲ့တဲ့လပိုင်းတုန်းကကျွန်တော်ရဲ့ဒီ back တွေပါပြုတ်ပဲတို့ဆိုတော့Bbox channel လေးပေါ့နော်အဲ့ဒီ Bbox channel လေးကိုဝင် join ရတဲ့ Bbox သားတို့ချို့ရဲ့Bbox view လေးတွေကိုကျွန်တော်ကနေပြီးတော့ reaction လုပ်မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့တော်တော်များလဲ join ကြပါတယ်အဲ့တော့လည်းကျေးဇူးများတင်ပါတယ်ခင်ဗျာဆိုတော့အဲ့ထဲမှာအသစ်တွေလည်းပါတယ်အဟောင်းတွေလည်းပါတယ်ဆိုတော့အခုကကျွန်တော်အဲ့ဒီတဲကမှ Bbox သားအချို့ပေါ့နော်အဲ့ဒီအချို့ရဲ့ view လေးတွေကိုကျွန်တော် reaction လုပ်ပါမယ်ဆိုတော့ join ရတဲ့ Bbox သားတွေကအရန်များတော့ကြောင့်မလို့ကျွန်တော် episode လေးခွဲပေးပြီပေါ့နော်ဆိုတော့ဒါကတော့ episode 1ပါခင်ဗျာဆိုတော့အားလုံးပဲလိုက်ကြည့်လိုက်အောင်ဗျာ come on ဆိုတော့ကျွန်တော်တို့ပထမဆုံးတစ်ယောက်အနေနဲ့ကကြတော့ကျွန်တော်တို့ Andrew ပေါ့နော် Andrew ကိုကျွန်တော်ဖွင့်လိုက်မယ်နော် đi bạc tiêu về tiêu cái đi bạc tiêu về tiêu cái đi tiêu về tiêu cái đi bạc tiêu về tiêu cái đi bạc tiêu về tiêu Ồ, cái đi sao vậy? bạc tiêu về tiêu cái đi Cứ dành cái đi cái đi bạc tiêu về tiêu mai đây đi bạc tiêu về tiêu đi bạc tiêu về tiêu đi 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 bạc tiêu về tiêu đi bạc tiêu về tiêuဟုတ်တယ် đi bạc tiêu về tiêuဆိုတော့ Andrew ပေါ့နော်ဒါ Andrew ဖြစ်ပါတယ်ဆိုတော့သုံးရတာတွေကသူ routine တစ်ခုစားလောက်ရှိတယ်ပေါ့နော်ဆိုတော့ပြောကြတာတွေကတော့တိတ်တော့မရှိဘူးဒါပေမဲ့Andrew ကတော့ကျွန်တော်ထင်တာကတော့ Bbox လောက်တာနှစ်လောက်ရှိပြီလို့ထင်တယ်သူနဲ့ကျွန်တော်နဲ့အရင်တော့ကလည်းTelegram မှာစကားပြောခဲ့တယ်ပေါ့နော်ဆိုတော့အခုဒီလည်းစကားပြောပါတယ်ဆိုတော့new generation ပေါ့နော် new generation ဖြစ်ပါတယ်သူကဘာရှိလဲဆိုလို့ရှိရင်အခုသူသုံးရတဲ့ထဲမှာအတန်တွေအရန်ထည့်ထားတယ်ပေါ့နော်ဆိုတော့အတန်တွေအရန်ထည့်ထားတယ် technique တွေလည်းအရန်ထည့်ထားတယ်ပြီးတော့ဘေးတက်အရန်လှတယ်သူသုံးရတဲ့ဘေးတက်အဆင်သုံးရတဲ့ဘေးတက်ကတော်တော်လေးတော်လှတယ်မှာပါတယ်ပေါ့နော်ဆိုတော့ drop လည်းမိုက်တယ်ပြီးတော့ကျွန်တော်နောက်ဆုံး drop ပို့ကြိုက်တယ်ပေါ့နော်ဆိုတော့နောက်ဆုံး drop ကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ခြားတော့ပြောစရာမရှိပါဘူး Andrew အရန်မိုက်တယ်စကြိုးစားပါလို့ပြောချင်ပါတယ်ခင်ဗျာဆိုတော့နောက်တစ်ယောက်ကျွန်တော်တွားလိုက်မယ်ပေါ့နော်ဆိုတော့ဒီနောက်တစ်ယောက်အနေနဲ့ကကြတော့ကျွန်တော်ဒီရက်ပိုင်းထဲမှာသူ့ကိုတော်တော်လေးသတိထားမိတယ်ပေါ့နော်သူကဒီ TikTok မှာတော်တော်လေး video တင်တာတော်တော်များတယ်ပေါ့နော်ဆိုတော့ကျွန်တော်နာမည်တော့မဖတ်တတ်ဘူးပေါ့နော်ကျွန်တော်နာမည်ကရေးထားတာဘယ်လိုလဲတော့မသိဘူးသူ့ရဲ့ video လေးကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ဆိုတော့ let's go ကျွန်တော်လည်းဘက်ကီပါပြုတ်လိုက်ကြည့်မှာပေါ့ဗျာပကတိပါပြုတ် ဟုတ်တယ် ပြုတ်ပကတိပါပြုတ်ပြုတ်ပကတိပါပြုတ်ပြုတ်ပကတိပါပြုတ်ပြုတ်ပကတိKati Pablo Pio Kati Pablo Pio Boom Boom Kati Boom Kati Pablo Pio Boom Kati Pablo Pio Wow ကျေးဇူးပါ okay ဆိုတော့ဒါသူကျွန်တော်ထင်တာပေါ့နော်သူအနေနဲ့ဒီ Bbox လောက်တာမကြသေးလို့ထင်တယ်ပေါ့နော်ဆိုတော့အချို့အတန်တွေကတော့အရင်မကလင်းသေးဘူးဆိုပေမဲ့တော့ညားလဲပေါ့နော်ဆိုတော့တော်တော်လေးဒီလောက်ထိလုံးပြနိုင်တာပဲဒါတော်တော်လေးချီကျူးရမယ်ထဲမှာပါတယ်ပေါ့နော်ဆိုတော့ဆက်ကြိုးစားပါလို့ပြောချင်ပါတယ်ခင်ဗျာဆိုတော့ပြီးတော့
အရန်ဆွဲမလျှော့ပါနဲ့ပေါ့နော်ဆိုတော့အခုနောက်ပိုင်း video တွေတင်တာတွေ့တယ်ဆိုတော့အများကြီးဆက်စူးစမ်းပါလို့ပြောချင်ပါတယ်အများကြီးဆက်ကြုံပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်ယောက်သွားလိုက်မယ်ဗျာနော်နောက်တစ်ယောက်မသွားခင်မှာကျွန်တော်နည်းနည်းစကားလေးနည်းနည်းပြောချင်တာပေါ့နော်ဆိုတော့အခုတစ်ယောက်ကကျတော့ကျွန်တော်တို့ဒီ people စားထဲမှာကျွန်တော် female people သားပေါ့နော်ဆိုတော့အရင်တစ်ခေါက်ကလည်းကျွန်တော်သူ့ reaction လုပ်ဖို့တယ်ပေါ့နော်ဒါမဲ့ကျွန်တော်အမှတိတ်ပြီးတော့စကားတိတ်မပြောလိုက်ဘူးနော်ဘာလို့ဆိုတော့ဘယ်လိုပြောမလဲဒီတိုင်းပဲfancy သဘောအနေနဲ့ကျွန်တော်လုပ်လိုက်တာပေါ့နော်ဆိုတော့အခုကတော့နည်းနည်းလေးအခုက serious ထားပြီးတော့သူ့စကားလေးနည်းနည်းပြောချင်တယ်ပေါ့နော်ဆိုတော့စကားပြောခင်မှာသူ့ရဲ့ဟာလေးကိုတစ်ချက်လောက်ပြန်သွားကြည့်လိုက်မယ်နော် female people သားဖြစ်ပါတယ်โอเคကိုဆိုလိုကေရဲ့ package ဒီပါပဲ B box channel ကို join မှာဖြစ်ပါတယ်ဆိုတော့ let's go package ပါပဲပြော package ပါပဲပြော package 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 ပါပဲပြော let's go ready ပါပြောပြော ဆိုတော့အခုသူ့ကိုကျွန်တော်အခုနည်းနည်းစကားလေးနည်းပြောမယ်ပေါ့နော်ဆိုတော့အဓိကဒီ reaction လောက်ရတဲ့အကြောင်းရင်းကလည်းသူ့ကိုဒီစကားပြောချင်တာလည်းပါတယ်ပေါ့နော်ဆိုတော့အတူမှာကအဓိကဘာဖြစ်လဲဆိုလို့ရှိရင်သူ့မှာအတန်နေများတယ်အတန်တက်ကနစ်စုံတယ်ပေါ့နော်ပြီးတော့သူ့မှာဇွဲရှိတယ်ဇွဲကောင်းတယ်ဘာလို့အဲ့လိုပြောလဲဆိုလို့ရှိရင် तू ကယောက်ျားလေးနီးတူလုံနိုင်တယ်ပေါ့နော်အချို့အတန်တွေကိုအချို့တော်တော်များကျွန်တော်တို့အများတဲ့အတန်တွေဆို तू ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးသူ့မှာတော်တော်ဇွဲရှိတယ်ပြီးတော့ဟိုတက်ကနစ်စုံတယ်ပေါ့နော်စောနာပြောတဲ့ဟာအတန်စုံတယ်ပေါ့နော်ပြီးတော့ဟိုနောက်တစ်ခုကကြတော့သူ့မှာအဓိကအပြဿနာဖြစ်နေတာကကြတော့ဘာလဲဆိုလို့ရှိရင်ဟိုဟာ metronome ပေါ့နော် metronome မညီတာပေါ့နော်ဆိုတော့အဲ့ဒီဟာလေးဒါ तू ပြင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးတော့ပိုကောင်းလာနိုင်တယ်ပေါ့နော်ဆိုတော့ပြီးတော့အခုနောက်တက်လာတဲ့ new generation ထဲမှာဆိုလို့ရှိရင် तू က negative ဖြစ်တာတဲ့အညီကိုပေါ့နော်ဆိုတော့ဒီ new generation တွေထဲမှာ popular အဖြစ်ဆုံးလို့ပြောလိုက်ရမှာပေါ့နော်ဆိုတော့အခုရပိုင်းကတော့ဆောင်းမွေးပိုင်းနဲ့ဆိုတော့ तू video တွေပျောက်နေပေါ့နော်ဆိုတော့ဆောင်းမွေးပိုင်းပြီးလို့ရှိရင်တော့ video တွေထပ်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့အများကြီးစူးစမ်းပါလို့ပြောချင်ပါတယ်ဆိုတော့ဒီထက်မကလည်းပို့ပြီးအလားလာရှိရပေါ့နော်ဆိုတော့အဲ့ဒီ metronome တွေက तू တေချာလေးလိုက်လုံနိုင်မယ်ဆိုလို့ရှိရင်တော့ဒီထက်ပို့ပြီးတော့ပိုကောင်းလာနိုင်တဲ့မှာပါတယ်ပေါ့နော်ဆိုတော့စကြိုးစားပါလို့ပြောချင်ပါတယ်ခင်ဗျာဆိုတော့နောက်တစ်ယောက်ထပ်သွားလိုက်မယ် come on okay နောက်တစ်ယောက်ကိုမသွားခင်မှာဆိုတော့ဒါကလည်းဒါကျွန်တော် new face ပေါ့ဒါသူ့ကိုကျွန်တော်အခုမှမြင်မှုတာပေါ့နော်ဆိုတော့နာမည်ကတော့ CJ ပြီးပေါ်တာလို့ခေါ်ပါတယ်ဆိုတော့ချက်ရှိုးလိုက်မယ်ဘာညာအိုးလာလာတာနော်ဟုတ်တယ်နော်ဒါသူ့ style နဲ့သူတီးသွားတာပေါ့နော်ဆိုတော့ဒါရှုပ်လို့တော့မရဘူးပေါ့နော်ဆို CGP ပေါ့စားဒါ new face ပေါ့ကျွန်တော်အခုမှသူ့မြင်မှုတာပေါ့နော်ဒါပေမဲ့တော်တော်လေးကျန်းတယ်ပေါ့နော်တော့ရှုပ်လို့မရဘူးသူ့ power လည်းရှိတယ်ပေါ့နော်ဆိုတော့ပြီးတော့ package ဘာပြုတ်ပဲအဲ့ဒါတော်တော်လှတယ်ပေါ့နော်အဲ့ဒါတော်တော်လှတယ်အဲ့တခုတော်တော်ကြိုက်ပါတယ်တခြားပြောကြတော့တိတ်မရှိဘူးပေါ့နော်ဆိုတော့ဒီထက်ပို့ပြီးတော့အတန်တွေကိုပို့ပြီး strong လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒီထက်ပိုကျန်းလာနိုင်တယ်ပေါ့နော်ဆိုတော့စကြိုးစားပါလို့ပြောချင်ပါတယ်ခင်ဗျာ CGP ပေါ်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ယောက်ဆက်သွားနိုင်မယ်ကျွန်တော်တို့နော်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့နောက်တစ်ယောက်ဆက်မသွားခင်မှာကျွန်တော်နည်းနည်းစကားလေးနည်းနည်းပြောဦးမယ်ပေါ့နော်ဆိုတော့အခုတစ်ယောက်ကကြားတော့ဆိုကျွန်တော်တို့ကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်ကပေါ့နော်လွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော်ဒီ TikTok စသုံးပြတဲ့အချိန်မှာပေါ့နော်ကျွန်တော်ရဲ့ video တွေတော်တော်များများကို audio mixing ကင်ပြီးတဲ့တယောက်ဖြစ်ပါတယ်ဆိုတော့အတော့လုံးဝ
ကျွန်တော်တို့ကိုလုံးဝသိရမှာလားလို့မေတ္တာနဲ့ပေါ့နော် audio mixing ကင်ပေးတာပေါ့နော်ဆိုတော့သူကတပွဲရဖြစ်ပါတယ်နော်တပွဲရလားဖိတ်ကလားမသိဘူးနော်တပွဲရဖြစ်ပါတယ်ခင်ဗျာ come on Okay brother let's go Bagadi babyo babyo boom 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 ဟုတ်တယ်အေး Bagadi babyo babyo remix remix 就这样 just boy 也就这样ဆိုတော့တပွင့်ဖြစ်ပါတယ်တပွင့်ကကြတော့ကျွန်တော်နဲ့ဆို B-box လောက်တာမတိမ်မင်းပဲပေါ့နော်ဆိုတော့အခုလောက်ဝိုင်ထဲမှာဆိုလို့ရှိရင်ဒီနောက်ဆုံးလောက်သွားတဲ့ remix ဆိုတာကြီးကိုတော်တော်ကြိုက်ပါတယ်တော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့တပွင့်ကိုကျွန်တော်တခုချီကျူးကျင်တာဗာလဲဆိုလို့ရှိရင်သူကအခြား B-box ဆိုင်နဲ့မတူဘူးပေါ့နော်ဆိုတော့ဘယ်လိုပြောပြရမလဲသူကအဲ့လိုမျိုးဟိုအရှင်းကြီးပျောက်သွားတယ်မဟုတ်အချို့ဆိုရှိရ B-box လောက်တာကြားလာပြီပြီးရင်အရှင်းပျောက်သွားတယ်သူကလို့မဟုတ်သူကပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်လာတာဆိုတော့တပွင့်ကတော့တော်တော်လေးမိုက်ပါတယ်ဆိုတော့အခုကတော့ပြီးတော့ထပ်ပြောချင်တာကကြတော့ WN ကိုကျွန်တော်ကအကြံပေးချင်တာပေါ့နော်ဆိုတော့ဒီထက်ဗီဒီယိုလေးတွေထပ်ပြီးတော့ဖန်တီးဖြစ်ပါလို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့တွေဒီနောက်တစ်ယောက်ကိုဆက်သွားလိုက်မယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ကကြတော့ look ဖြစ်ပါတယ် look လို့ခေါ်ပါတယ်ပေါ့နော်ဆိုတော့ look people လို့သူအကောင့်ရေးထားတယ် come on ဒီဘာပြုတ်ပဲပြုတ်လေးပြန်လုံးပြပါလားတဲ့ပဲပြုတ်လေးပြန်လုံးပြပါလားတဲ့ Okay brother okay okay Bagadi babyo babyo Bagadi babyo Bagadi 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 babyo babyoဟုတ်တယ် ကျေးဇူးပါ အိုးနော်ဆိုတော့ကျွန်တော်ခဏလေးနော်ခဏလေးသူ့အကောင့်ကိုကျွန်တော်ခဏဝင်ကြည့်လိုက်အောင်ပါဆိုတော့ तू က12နှစ်ပဲရှိသေးတယ်လို့ပြောတယ်ဗောနော်12နှစ်ပဲရှိသေးတယ်လို့ပြောတယ်ဒါကျွန်တော်ညီအငယ်ကောင်အရွယ်ဗောနော်ဆိုတော့ဒီလောက်ထိလုံနိုင်တာကိုတော်တော်လေး appreciate လုပ်ပါတယ်ဆိုတော့ညီလေးစကြိုးစားပါပြီးတော့ तू ကအဲ့လိုမက်ထရိုနိုးနဲ့ညီတယ်ဗောနော်ဆိုတော့သူ့ရဲ့အနီးနားမှာဒါကျွန်တော်အမြဲပြောတဲ့စကားဗောနော်သူ့ရဲ့အဲ့လိုအနီးနားမှာအဲ့လို teacher လေး train မဲ့လို့ရှိလို့ရှင် तू ကတော်တော်လေးမိုက်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ဗောနော်ဆိုတော့အခုလဲ तू လောက်သွားတဲ့ဟာတွေကဟိုရိုးရှင်းပြင်မဲ့နားထောင်လို့ကောင်းတယ်ဗျာသီလားပြီးလို့ရှင် boss ဖြစ်တယ် तू house တီးွားလာညမ်းမိုက်တယ်ဆိုတော့စကြိုးစားမှာလူ fighting ဆိုတော့နောက်ထပ်တစ်ယောက်အလှည့်ကျတဲ့လူကတော့ဘယ်သူဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အကိုကြီးပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့သူ့ကိုချစ်စနိုးနဲ့အဝင်းလို့ခေါ်ရပေါ့နော်ဆိုတော့အဝင်းလို့ခေါ်ပါတယ်ပြီးတော့သူကကြတော့ဒီလိုမျိုးပေါ့ကျွန်တော်တို့အရင်တုန်းကလည်း people လုပ်တယ်အခုလည်းဆောနာကတပွင့်လိုပဲပေါ့နော်ဆိုတော့လှုပ်လိုက်မလှုပ်လိုက်ဖြစ်တာပေါ့နော်ဆိုတော့သူကပျောက်လိုက်ပေါ်တော်မူကြီးပေါ့နော်ဆိုတော့ let's go Okay okay Pegrit Babot Pegrit Pegrit Babot Pegrit ဟုတ်တယ်ဟဲ့လူလုံးမယ် Remix Baby 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 ဟုတ်တယ် Pegrit Babot Pegrit ဆိုတော့ဒါကတော့ကိုဝင်းဖြစ်ပါတယ်ဆိုတော့ကိုဝင်းရဲ့ပဲပြုတ် people challenge join လာတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်နဲ့လုပ်ထားတဲ့ video လည်းရှိတယ်ပေါ့နော်အောက်မှာသူအကောင့်မှာတင်ထားတယ်ကျွန်တော်လုပ်ထားတဲ့ video လည်းရှိတယ်ပေါ့နော်ဆိုတော့သူကကြတော့သူ့မှာ sorry သူ့မှာကကြတော့တခုရှိတာသူ့မှာကျွန်တော်တို့နဲ့မတူတဲ့ဟာကကြတော့
vocal strike လို့ခေါ်မယ်ပေါ့နော်အဲ့ဒါဆိုအဲ့ဒီကသူ့ရဲ့ trademark လို့ပြောလိုက်ရမှာပေါ့နော်ဆိုတော့တော်တော်လေး clean ဖြစ်တယ်အဲ့ဒီဟာလေးတွေကိုလည်း video လေးလုပ်ပြီးတော့တင်ပေးပါလို့ပြောချင်ပါတယ်ဆိုတော့ဘာမှတော့တိတ်ပြောတာတွေ့တူးမရှိပါဘူးဆိုတော့သူလည်းတော်တော်ကြာပြီဆိုတော့ဒီ beatbox လောက်တာကတော့တော်တော်လေးကြာနေပြီဆိုတော့drop တွေလည်း bounce ဖြစ်တယ်အဆင်ပြေတယ်အရန် clean နေပြီးတော့နောက်ဆုံး remix သွားတာကြီးကလည်းအရန်မိုက်ပါတယ်ဆိုတော့2ယောက်ရှိပြီပေါ့နော် remix တီးနေတာ2ယောက်ရှိပြီဆိုတော့အရန်မိုက်တယ်ဗျာတိလားဘာလို့ကျွန်တော် style မဟုတ်တဲ့ style တစ်ခုကိုကျွန်တော်မြင်ရတဲ့အတွက်အရန်ကြိုက်တယ်အဲ့လိုမျိုးမျောလင့်တာပေါ့နော်ဆိုတော့ကိုဝင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့နောက်တစ်ယောက်ကိုကျွန်တော်ဆက်သွားလိုက်မယ်နော်တစ်ယောက်ကတော့ကျွန်တော်တို့သူကတော့တောင်ကူကလို့သိရတယ်ပေါ့နော်ဆိုတော့သူက Sony ထော်တော့ဖြစ်ပါတယ်ကျွန်တော်နဲ့လည်းအပြင်မှာတစ်ခါစုံမှုတယ်ပေါ့နော် Come on Sony ထော်တော့ Baby, Babio, baby, baby, Babio, baby, baby, Babio, pion, baby, Babio, pion, baby, baby, Babio, Baby, Babio, Babio, Baby, Babio, Babio, Baby, 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 Babio,ဆိုတော့ဒါကတော့အတောင်ကူက Sony ထော်တော့ဖြစ်ပါတယ်ဆိုတော့ Rain ပေါ့နော်သူ့ရဲ့ beatbox နေကတော့ Rain ပေါ့နော်ဆိုတော့ဘာပြောစရာရှိလဲဆိုလို့ရှိရင်အဲ့ဒီနောက်ဆုံးလှုပ်သွားတဲ့ drop ပေါ့နော် emo page နဲ့လှုပ်သွားတဲ့ဟာတော်တော်လေးမိုက်ပါတယ်ဆိုတော့ဒီထက်ပို့ပြီးတော့အတန်မျိုး clean ဖြစ်clean ဖြစ်အောင်ကျင့်မယ်ဆိုလို့ရှိရင်သူလည်းနောက်ထပ်ပို့ပြီးတော့ကျန်းလာနိုင်ပါတယ်ပေါ့နော်ဆိုတော့အခြားတန်ပိုးတွေဘာတွေကတိတ်ပြောတယ်မလို့ပေါ့နော်သူကအဲ့ဒါအဆင်ပြေပြီးသားဖြစ်ပါတယ်ဆိုတော့ဒီတမကပို့ပြီးတော့beatbox အပေါ်ခံရချက်ပြင်းပြင်းလေးနဲ့ပေါ့နော်ဆိုတော့စူးစမ်းသိချင်ပါတယ် Ray Friday မှာ let's go